မင်္ဂလာပါဗျကဲဒီတစ်ခါတော့အလေတိုင်းလေးကြည့်အောင်နော်ဒီမှာ3ညရှိတယ်ဒီတစ်ကူပေါင်းခြင်း3ညနဲ့ဒီ3ညနဲ့တွားညီတယ်ပေါ့နော်ပြီးတော့ဒီမဲ့9ရှိတယ်တစ်လေးပေါင်းခြင်း9တိုက်ရိုက်တွားညီတယ်ပြီးဒီမှာ6ရှိတယ်ဒီနှလုံးပေါင်းခြင်းဇောင်းနှလုံးပေါင်းခြင်း6 9နှစ်ခက်တွားညီတယ်နော်ပြီးတော့ဒီမှာ3ညရှိတယ်ခွန်8ပေါင်းခြင်း9ပါဝါနဲ့တွားညီတယ်9 3ညပေါ့ခုဒီတစ်ပတ်မှာက3ရှိတယ်ဒီမှာ3ရှိတယ်ဒီနှလုံးပေါင်းခြင်းက385ဆိုပြီးတော့မှတဲပါဝါနဲ့ခနဲ့တွားညီရမှာပေါ့အဲဒီတော့ဒီမှာခွန်ရှိနေတဲ့အတွက်ဒီသူ့ဆောင်ပေါင်းမယ်ဆိုရင်3ရဖို့အတွက်ခွန်6ဆိုရင်3 6ပြီးတော့8ရဖို့အတွက်ဆိုရင်8ရဖို့ဆိုရင်1ပေါ့နော်ပြီးရင်9ရဖို့အတွက်ဆိုရင်8ခွန်ပေါင်းခြင်းကအဲဒီတော့ဒီကောင်ကအလေတိုင်း618အလေတိုင်းပြီးတော့ဒီမှာက2 9 6ပေါင်းခြင်းခွန်ဒီနှလုံးပေါင်းခြင်းခွန်ပြီးတော့9 2 3ပေါင်းခြင်း4ဒီနှလုံးပေါင်းခြင်း2နှစ်ခက်8 3ည4ပေါင်းခြင်း2ဒီနှလုံးပေါင်းခြင်း2ဒီတပင်မှာကျတော့6ခွန်ပေါင်းခြင်း4 6နဲ့ပေါင်း3ညပေါ့အဲဒီတော့ဒီမှာ8ရှိနေတယ်8ရှိနေတဲ့အတွက်3ည5ခွန်ရဖို့အတွက်2နဲ့ပေါင်းရင်3ညခွန်နဲ့ပေါင်းရင်5 9နဲ့ပေါင်းရင်ခွန်3ည5ခွန်အလေတိုင်းဒီတော့ပထမမူက6 8အလေပေါ့ဒုတိယမူက2ခွန်9အလေဒီဒါကအလေတိုင်းပထမထိတ်စီမှုပထမအပိုင်း1မှာကထိတ်စီမှာကပထမမူက6 8ပဲထားပါတော့6 8ဒုတိယမူက6 9ဒါဆိုအလေတိုင်းနဲ့ထိတ်စီတော့ရပြီနော်ထိတ်စီနဲ့လေတိုင်းရပြီနောက်ပိတ်ပဲကြံကဲနောက်ပိတ်ကတော့အပိုင်း3မျှော့ဗျာ